ဒီနေ့လူယုံမာတယောက်အကြောင်းပြောပြကြရအောင်လူယုံမာဆိုတော့မျက်နှာစိထဲမှာဘသူပြေးမြင်လဲဆိုတော့ဒီ22ရက်နေ့နိုဝင်ဘာပါဗျလူယုံမာတယောက်အကြောင်းဆိုတော့လူယုံမာတွေကဗမာပြည်မှာအမြောက်များဗျာကျွန်တော်တို့ကယုံမာတဲ့သူတွေကိုစည်ရေးမှတ်လို့တော့မနိုင်ဘူးတပိတ်မှောက်လို့တော့မနိုင်တဲ့အခြေအနေမျိုးလဲတွေ့ရတယ်အဲ့ဒီမှာမှအယုံမာတကားထဲမှာအယုံမာဇုံတော့အယုတ်တမှာထိတ်ခေါက်အဆင့်ဖြစ်တဲ့မင်းအွန်လိုင်းပြီးတကားလားမင်းအွန်လိုင်းလိုပဲအကြံဖတ်တပ်ဖြတ်မှုတွေလေမြန်တဲ့ဘုံကျဲမှုတွေတော့မလုပ်ဘူးအမိတ်မပေးဘူးနောက်ွယ်ကနေကောက်ကျစ်ဆင်းလဲတဲ့ဂျာငဆင်းလဲခင်ကြီးအကြောင်းကြက်ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတဲ့ကြံ့ဖို့ဥက္ကဋ္ဌလက်ရှိခင်ကြီးအကြောင်းပြောပြချင်တာပါမပြောပြခင်မှာခင်ကြီးကြံ့ဖို့ဥက္ကဋ္ဌဘလို့ဖြစ်လာလဲဆိုတာလေးကိုကျွန်တော်တို့ပြန်ပြီးrevision လုပ်အောင်နှွှေးရအောင်အဲ့တော့ခင်ကြီးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာတာဟာမင်းအွန်လိုင်းကအရင်ဥက္ကဋ္ဌတန်းထွန်းလားတိန်ထွန်းလားကျွန်တော်နာမည်မမေ့ပါဘူးတိန်ဦးလားနာမည်မမေ့ပါဘူးအဲ့ဒီဥက္ကဋ္ဌစီကအာဏာသိမ်းလိုက်တာဖြစ်ပါတယ်အဲ့ဒီဥက္ကဋ္ဌကလည်းအရှိကသူရရွှေမန်းစီကတကောင်ရန်အာဏာသိမ်းပွဲနဲ့အာဏာသိမ်းလိုက်တာဖြစ်ပါတယ်ဆိုလိုတာကစစ်တပ်ရဲ့အဓိကထောက်တိုင်ပါတီကြံ့ခိုင်ရေးပါတီဟာပရိသတိတွေလိုပဲအာဏာသိမ်းမှုအဆင့်ဆင့်နဲ့ဖြတ်တန်းလာပြီးတော့ကြံ့ခိုင်ရေးပါတီဆိုတဲ့ပါတီထဲမှာတရားမျှတမှုဒီမိုကရေစီအလေးအကျင့်လုံးဝမရှိပါဘူးဖွဲ့စည်းထားတာဟာလေစစ်တပ်ရဲ့စစ်ပြေးစစ်ကြံစစ်ပြန်စစ်ပြုတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်ဒီလိုပုံစံအခင်းချင်းမျိုးကိုဦးတန်းရွှေကစတင်ခဲ့တာဖြစ်ပြီး1990ရွေးကောက်ပွဲမှာနေဝင်းကလည်းတာဆညပါတီဆိုတာမျိုးထောင်ခဲ့ပါတယ်စစ်တပ်မျိုးနွယ်စုတွေစစ်အုပ်စုတစ်ခုလုံးဟာနိုင်ငံရေးမှာပါခြင်းလုံးလို့ပါတီထောင်ပါတယ်စီးပွားရေးမှာပါခြင်းလုံးလို့ MEC ဆိုတဲ့ဥပိုင်စီးပွားရေးအုပ်စုကြီးထောင်ပါတယ်ငါးပါမကြံကစွန်းရက်ပါမကြံလောက်ပါတယ်ကျမ်းမာရေးမှာပါခြင်းလုံးလို့ပညာရေးမှာပါခြင်းလုံးလို့လူမှုရေးမှာပါခြင်းလုံးလို့တိုင်းပြည်ရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေနေရာမှာစစ်သားတွေပဲဖြစ်ကြမယ်ဆိုတဲ့ဦးနေဝင်းရဲ့ military ideology စစ်သားအဓိကဝါဒကိုယနေ့အချိန်ထိကင်တွယ်သုံးစွဲနေပြီးတိုင်းပြည်ကိုစစ်တပ်ကပဲအုပ်ချုပ်ကြမယ်စစ်တပ်ကပဲစီမံခန့်ခွဲရမယ်စစ်သားကပဲယုံကြည်ရတယ်အယက်သားတွေဒီစစ်သားတွေရဲ့အခိုင်ခံအစေခံစစ်တပ်ကပြောသမျှလိုက်လုပ်ရမယ်အယက်သားပြည်သူတွေကစစ်မိန့်ကိုနာခံရမယ်ကိုတမင်းလဲကိုရှာစားရသေးတယ်ဒီစစ်တပ်ကိုလည်းကျွေးမွေးယူနီဖောင်းဆင်လက်နက်တပ်ဆင်ပေးရသေးတယ်သူတို့ခိုင်းတာလဲလုပ်ရသေးတယ်ဆိုတော့တရားလားမတရားလားခင်ဗျားတို့သာစဉ်းစားကြည့်လုံးပေးမင်္ဂလာပါတို့ရေးချန်နယ်ဟာဆိုရင်နေ့စဉ်နေ့တိုင်းတန်းစုတန်းကောင်းတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လုပ်ပြီးတောင်းဆိုရှင်ပါတယ်အဲ့တော့ဟုတ်ပြီစစ်တပ်ကနေပြီးတော့တိတ်မကြခင်ကမှမြာထွန်းဦးတို့တပ်ပုံတို့ချက်ချင်းဘောင်းမီချွတ်ပြီးတော့ချက်ချင်းရွေးကောက်ပွဲဝင်ပြိုင်တာချက်ချင်းတော့အဲ့ဒါဒီပါတီကအာဏာရခဲ့ရှင်ရွေးကောက်ပွဲမှာနိုင်သွားလို့အာဏာရခဲ့ရှင်စစ်တပ်ပဲအုပ်ချုပ်နေတာပဲပေါ့ဗျာရှင်းတာပါပဲတိုင်းပြည်နဲ့လူလူကဘာကြီးကိုမျက်လှည့်ပြဖို့ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာကလိန်ကြပြီးတစ်ဖက်လက်နဲ့စစ်တပ်ကထပ်မံအာဏာယူဖို့ကြိုးစားတဲ့လုံရက်တစ်ခုထက်မပိုတဲ့ရွေးကောက်ပွဲတရားမဝင်ပါဘူးလို့တဖွားဖွားပြောနေတာအကြောင်းမဲ့မဟုတ်ဘူးဘာကြောင့်တရားမဝင်ဘူးဆိုတဲ့အကြောင်းအခောက်အခါရှင်းပြခဲ့ပြီမရှင်းသေးဘူးလူများကြော်ရေးဆိုရင်ဖုန်းဆက်လိုက်ပါဘာကြောင့်တရားမဝင်ဘူးလဲဆိုတာဥပဒေကြောင်းရနိုင်ငံရေးရတမိုင်းကြောင်းရကျွန်တော်အကုန်အကြည့်အလဲရှင်းပြနိုင်ပါတယ်ကုလသမဂ္ဂအတွင်းမှုပဲဖြစ်ဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပဲဖြစ်ဖြစ်မင်းအွန်လိုင်းပဲဖြစ်ဖြစ်ဘယ်
လူမဆိုမင်းကစစ်တပ်ကိုတရားမဝင်ဘူးလို့ဘာကြောင့်ပြောတာလဲဆိုတဲ့အချက်များသိကျင်ခဲ့ရင်ကျွန်တော်အချက်နဲ့အလက်နဲ့တက်သိနဲ့အထောက်ထားနဲ့အကူအကားနဲ့တမိုင်းနဲ့ကျွန်တော်ပြောပြပါမယ်ဒီဘေးလှုပ်ချင်တဲ့ကောင်ရှိရင်လေဖိတ်ခေါ်ပါတယ်အဲ့တော့အဲ့ဒီကနေပေါက်ဖွားရှင်တန်လာတဲ့ပရိသတိညင်နဲ့ပေါက်ဖွားရှင်တန်လာတဲ့ခင်ကြီးမတရားအရှိကဥက္ကဋ္ဌကိုမင်းအောင်လိုင်းအာကိုနဲ့ဖြုတ်သူကဥက္ကဋ္ဌလို့အဲ့ဒီဥက္ကဋ္ဌလုပ်တဲ့ခင်ကြီးဟာကျွန်တော်နဲ့တစ်ချိန်စုံမှုပါတယ်ဘာမှလဲဆိုတော့မှတ်မရရရန်ကုန်မြို့ဗိုလ်တောင်ဖျားလန်းက OK Hotel OK Hotel မှာကလေးတငယ်ဥပဒေကိုNLD အစိုးရကပြဋ္ဌာန်းတဲ့အခါကျတော့ကလေးတငယ်ဥပဒေဆွေးနွေးပွဲယူနီချန်စကားဝိုင်းမှာခင်ကြီးတို့ပိုက်ထွေးတို့လာနားထောင်ပါတယ် main speaker တွေအဖြစ်ကျွန်တော်ပါတယ်ဦးသိန်းညွန့်ပါတယ်မျိုးရံအောင်သိန်းပါတယ်နောက်ထပ်2ယောက်ပြပါသေးတယ်ကျွန်တော်နာမည်ဒီမမှတ်မိလို့နောက်ဟိန္ဒူဘာသာဝင်အမ1ယောက်ပါတယ်ဘာသာရေးပေါ့နော်အဲ့ဒီပွဲကိုဥဆောင်တာကတော့ဒီအော့ကစ်ဦးထေးအောင်ကလုပ်တယ်ကျွန်တော်တို့ဖိတ်တယ်ကျွန်တော်ပြောတယ်ပေါ့ဗျာစကားပြောဖြစ်တယ်ပြောပြတော့အဲ့ဒီမှာခင်ကြီးနဲ့စုံဘူးတယ်သူတို့ကြန့်ခိုင်ကြီးနဲ့သူတို့အမျိုးဝါဒတနာအုပ်စုကြီးတက်တယ်ပေါ့လူမြတ်ကျော်ကိုတိတ်မယ်ဆိုတာပေါ့ဘယ်လူမြတ်ကျော်တို့ကဘယ်ရလိမ့်မလဲဦးသိန်းညွန့်ကလေဘာသာကြားလူမျိုးတွေကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးဆိုတဲ့စကားတစ်လုံးထွက်လာတဲ့အချိန်မှာကျွန်တော်ဖြတ်ကြိတ်တာဘာသာကြားလူဘာသာရေးလူမျိုးရေးခွဲခြားပြောမဲ့အာဂျင်ဒါမရှိပါဘူးအဲ့ဒီဘာသာကြားဆိုတဲ့အစ္စလာမ်ဘာသာဝင်တွေကပဲရွှေဝါရောင်တော်လိုင်းရေးမှာရွှေဘုံသာလမ်းထိပ်မှာဖုံးကြီးတွေကိုကဲတင်ခဲ့လို့မုတ်စိတ်ဆွဲပြီးတော့စစ်တပ်ကပါရိုက်တာခံခဲ့ရတာပါဗျာဆိုပြီးတော့အာဂျင်ဒါကိုရိုက်ချိုးခဲ့ပါတယ်အဲ့ဒီမှာဦးခင်ရီတို့မောက်ပိုက်ထွေးတို့မျက်နှာပြက်တာအဲ့ဒီမှာအောင်မင်းဆိုတဲ့ကောင်ခင်ဗျားတို့အခုဘောမအောင်မင်းကကျွန်တော်ကိုအင်တာဗျူးပါသေးတယ်ဝိရသူကိုဘာလို့မကြိုက်တာလဲဆိုတာပေါ့ထားပါအဲ့ဒီကာလတခုကျွန်တော်ဖြတ်တန်းခဲ့ဘူးလေပေါ့နော်အဲ့တော့အခင်ကြီးအကြောင်းကိုကျွန်တော်တို့ကငကိုတွေကသိတယ်စစ်ပြေးစစ်ကြံစစ်ပြန်စစ်ပြုတ်အရန်လူလေပါနတ်တယ်ကလိန်ကြတယ်မျက်လုံးကိုကြည့်မြေခွေးမျက်လုံးရုပ်ရည်အသားရည်ခန္ဓာကိုယ်မျက်လုံးအပြုတ်မှုပုံတံဒါတွေကိုကျွန်တော်တို့တုံးတက်လိုက်ရင်ခင်ကြီးဟာကောက်ချစ်တဲ့အကြံဉာဏ်နဲ့စိတ်ထဲမှာအကြံတစ်ခုခုထားပြီးစနစ်တကျအကောင့်ထဲပေါ်တဲ့လူမျိုးအဖြစ်တွေ့ရတယ်။ခင်ကြီးဟာဦးတန်းရွှေလက်ထက်မှာရဲကျိုးဦးသိန်းစိန်လက်ထက်မှာလာဝကဝင်ကြီးနော်အခုချက်ဖို့ဥက္ကဋ္ဌမကြခင်အခက်မသိဒုသမရတော်ဖြစ်သွားနိုင်တဲ့အခြေအနေသူ့ရဲ့အာဏာလမ်းကြောင်းနဲ့သူရက်တည်မှုကိုရှို့ဝက်တူတိတ်စွာလက်သေးဖွက်ပြီးတော့မြေခွေးညံတဲ့ကြံစီထက်တဲ့သူမျိုးလို့ကျွန်တော်တို့ကောက်ချက်ချပါတယ်နောက်တကလာတိတ်မကြခင်ကမှခင်ကြီးရဲ့တရင်တစ်ပုတ်ထွက်ပေါ်လာပါတယ်အဲ့ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးဟာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးပြုပြင်ရေးလုပ်ငန်းတွေဘာညာတွေအတွက်သူ့သားကိုလက်သိပ်ထိုးပြီးတော့ contract ပေးပါတယ်ကြံ့ခိုင်ရေးပါတီရဲ့တစိမ့်တွေအလံတွေအုတ်ထုတ်တွေရိုက်ဖို့ contract ပေးပါတယ်ဒါကတော့ဘယ်သူနဲ့သွားတူလဲဆိုတော့မင်းအောင်လိုင်းနဲ့အတူတူပါပဲမင်းအောင်လိုင်းကလည်းသူ့သားကိုပဲစစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေcontract လုပ်ငန်းတွေတင်တာတွေအောင်နေပေါ့နော်ပေးပါတယ်ပေါ့သူတို့အမျိုးအနွယ်သားပေါ့ကြံ့ဖို့ပါတီဥက္ကဋ္ဌကလည်းဒီတိုင်းပါပဲနောက်ပြီးတော့ရွေးကောက်ပွဲမဲဆွယ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီးစီစဉ်တဲ့ငွေကြေးကုန်ကျစရိတ်ကိုသူ့သားသမီးတမတ်များသာစီမံခွင့်ရှိပါတယ်နောက်ပြီးတော့ကြံ့ဖို့ပါတီဥက္ကဋ္ဌဟာတစ်ဖက်လည်းနဲ့နိုင်ငံတော်ပိုင်အဆောက်အုံတွေကိုဥပဒေမဲ့သုံးစွဲနေတာတွေကိုရွေးကောက်ပွဲကော်မရှင်ကဘာတစ်ခုမှမပြောရဲပါဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲဟာတရားမဝင်ဘူးဥပဒေမဲ့လုပ်နေတာဖြစ်လို့ပါပဲအဲ့တော့ဟုတ်ပြီခင်ကြီးအကြောင်းကိုလေ့လာကြည့်အောင်မကြခင်ကမှခင်ကြီးဟာတရုတ်ပြည်ကိုခဏခဏသွားတယ်ခင်ကြီးနဲ့အတွဲကဘူးလက်လဆွေဖြစ်ပါတယ်
ဘူးလက်လာဆွေနဲ့ခင်ကြီးကတစ်ချိန်တည်းတညံနေဖြစ်ပါတယ်ခင်ကြီးကအတန်မထွက်ဘူးဘူးလက်လာဆွေကဟောင်းပွားလောက်တတ်တယ်အဲ့နှစ်ခုကိုအခြေခံပြီးကျွန်တော်တို့စဉ်းစားရင်ဒီနှစ်ယောက်ကြံတဲ့အကြံစီကအခက်မသိရင်မင်းအောင်လိုင်းကိုကုတ်ဆွဲပြီးမြောင်းနေပို့တဲ့အခြေအနေထိဖြစ်လာနိုင်တယ်လို့သတင်းစကားတွေကြားနေရပါတယ်အဲ့ဒီအကြံစီတွေအားလုံးကိုဘယ်သူက guideline ချပြီး show what ကြံစီနေကြလဲလို့မေးရင်တရုတ်ဟာ B plan အဖြစ်နဲ့ခင်ယူကိုထိုးတင်ပြီးတရခံပြီးဝရံပြီးစစ်ရာဇဝတ်မှုကောင်မင်းအောင်နိုင်ကိုကြောင်ထိုးပြီးအစဖြောက်မဲ့အခြေအနေတရက်ရှိနေပါတယ်အဲ့ဒါဟာဘာလဲဆိုရင်ကြားပြန်လုပ်ငန်းများမှာအမေရိကန်ဝင်ရောက်လာတဲ့အတွက်ဘူးပေါ်တယ်လို့ပေါ်လာမှာကြောက်လို့ဖော်ကောင်ဘာညွတ်လို့ရင်တော့မင်းအောင်နိုင်ဖြစ်လိမ့်မယ်လို့ယူဆထားလို့ပါဘာကြောင့်လဲဟိုတလောကပဲအခွန်တိုးကောက်မယ်ဆိုတာကိုသူ့နိုင်ငံကိုယ်နိုင်ငံကပစ္စည်းတွေကိုအခွန်တိုးကောက်မယ်ဆိုတာကိုအမီးတနန်းနဲ့မင်းအောင်လိုင်ကအဆွေတော်ကျေးဇူးတင်ရှိပါကြောင်းဆိုဖားရပြီးစာပြန်ပို့သေးတာကြားတယ်မလားအဲ့ဒီစာတစောင်ရဲ့တက်ရောက်မှုဟာတရုတ်အစိုးရထားတဲ့မင်းအောင်လိုက်ပေါ်သဘောထားအကြီးအကျယ်ပြောင်းလဲသွားတယ်ဆိုတာကိုသူမသိလိုက်ရှာဘူးသူ့ဘေးမှာအနောက်ရင်းနဲ့ကိုလိုင်တို့အုပ်စုရှိတယ်အကြံပေးတယ်ဒါကိုတရုတ်ကမကြိုက်ဘူးအဲ့တော့ကျွန်တော်ဟိုဘက်လူမြတ်ကျော် channel မှာပြောသလိုခင်ကြီးနဲ့မင်းအောင်လိုင်စခွက်လူရင်ဂျားတွေကထောက်ကောင်ဖြစ်ထားမဲ့ကိုကြီးရဲ့အတိုက်ခံဆိုတဲ့ပါတီကိုကြီးပါတီနဲ့သုံးပွင့်ဆိုင်ကစားမဲ့ပွဲဒါပေမဲ့စခွက်လူရင်တော့ပွဲကကြည့်ကောင်းပြီနောက်ွယ်ကအာဂျင်နာတွေကိုတရုတ်ကကင်ထားတယ်အဲ့တော့ဒီအကွက်ကိုခင်ကြီးရွှေ့ရဲမလားမင်းအောင်နိုင်ကိုကြောက်ပြီးမရွှေ့ပဲနေမလားခင်ကြီးရွှေ့ရဲရင်ခင်ကြီးကတမရဖြစ်မယ်မင်းအောင်နိုင်ကဒုတမရသုံးဖို့ရုတ်တရက်လီမြန်ပြတ်ကြပြီးသိတယ်ပေါ့ဗျာဒါမျိုးတွေဖြစ်နိုင်တယ်ဒါဟာတနက်ကြီးစံတစ်ချက်မှမဖောက်ရတဲ့နိုင်ငံရေးတိုက်ပွဲတွေ policy ရေးရတိုက်ပွဲတွေရဲ့တိမ်မွေ့မှုကိုခင်ဗျားတို့ကိုကျွန်တော်ပြောပြနေတာဖြစ်ပါတယ်ဆိုလိုချင်တာကလက်နက်ကင်တိုက်ပွဲကြီးလဲဆင်နွှဲနေရမယ်တပတ်မှာနိုင်ငံရေးတိုက်ပွဲတွေ policy တိုက်ပွဲတွေနိုင်ငံတကာအခင်းကျင်းတွေ geopolitics ဆိုင်ရာရွှေ့ကွက်တွေနဲ့တော်လန်ရေးကိုတကွက်ချင်းကစားနိုင်ရမယ်ရွှေ့နိုင်ရမယ်တော်လန်ရေးကအမြဲတမ်းစင်ပေါ်ရောက်နေရမယ်ဒါမျိုးတွေးတောသုံးသပ်နိုင်အောင်လက်ရှိတရုတ်အမေရိကန်ထိုင်းအိန္ဒိယနိုင်ငံတွေနဲ့ကြားဖြန့်ခေါင်းစဉ်အောက်ကကစားပွဲကြီးနဲ့တကွာပြုတ်အမေရိကန်လွန်ဆွဲပွဲကိုတစိတ်စီတာလှစ်ပြလိုက်တာဖြစ်ပြီးစစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီတွေကစခွက်လူမဲ့အာဂျင်ဒါအခင်းချင်းကိုတုံ့တက်ပြတာဖြစ်ပါတယ်တစ်နိုင်ချီရှိမရှိကတော့ဖြစ်လာမယ်မဖြစ်လာဘူးဆိုတာကတော့လူမြတ်ကျော်ကတော့အာဇက်ရှာဇက်ရှိပါတယ်လူမြတ်ကျော်ပြောရင်ဖြစ်တတ်တယ်ကျွန်တော်နှုတ်ကစီးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်